နေ့ဗီဒီယိုလေးမှာတော့ကျောင်းရလေးကိုမပြောခင်ကျွန်တော်လည်းအထူးဗီဒီယိုလေးပုံကိုခဏကြည့်လိုက်ရအောင် ဒီဗီဒီယိုဖိုင်ကိုတွေးတဲ့သူတွေလုံးဝကြော်မသွားပါနဲ့။ဘာကြောင့်လဲဆိုရင်ဒီဗီဒီယိုဖိုင်ကိုတွေးတဲ့သူတွေကမနက်မိုးလင်းပြီဆိုတာနဲ့ငွေကိုသိန်းနဲ့ရာနဲ့ထောင်နဲ့ချီပြီးတော့ဝင်လာလိမ့်မယ်။ချမ်းသာလာလိမ့်မယ်။တစ်ခုမဟုတ်တစ်ခုကြောင့်ကျင်းစီငွေဝင်လာလိမ့်မယ်။ဒီဗီဒီယိုဖိုင်ကို share ပြီးတော့ comment မှာချမ်းသာပါစေလို့ရေးခဲ့ ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဒီဗီဒီယိုလေးမှာ share တဲ့သူ comment ရေးတဲ့သူတွေကတော်တော်လေးကိုများပါတယ် comment တွေမှာရေးထားတာကဝင်ရပါစေဘာဖြစ်ပါစေညာဖြစ်ပါစေဆိုပြီးတော့မှတော်တော်များများကိုကြီးထားကြတာတို့တွေ့ရတယ်ကျွန်တော်ပထမဆုံးနေချင်တာအဲ့လို comment ရေးပြီးအဲ့လို share လိုက်ပြီးအဲ့လိုလုံးလိုက်တိုင်းငွေတွေဝင်နေပြီလားတကယ်ပဲစုတောင်းလေးပြီးသွားပြီလားပြီးသွားတယ်ဟေးဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက်လောက်လက်တွေ့ရတာလေးကိုပြလေးရပါအောင်ကျွန်တော်သိချင်လို့ပါရှင်းရှင်းလေးဖះဟောထားခဲ့တာကတော့ဒီဘဝမှာချမ်းချမ်းသာသာနေနိုင်မှုဆိုရင်အချက်၄ချက်နဲ့ပြီးဆုံးရမယ်တဲ့။လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်တဲကဖះဟောထားခဲ့တာရှိတယ်။ဘဝမှာချမ်းသာသာနေခြင်းနဲ့ဆိုရင်ဒိဋ္ဌဓမ္မဟိတဆိုတဲ့အချက်၄ချက်နဲ့ပြီးဆုံးရမယ်တဲ့။ဒီအချက်၄ချက်နဲ့ပြီးဆုံးလို့ရှိရင်ဒီဘဝမှာချမ်းသာသာနေနိုင်မယ်။မတ်တိကဥဋ္ဌာဏသမ္မာတဲ့။မတ်နေရထသမ္မာတဲ့။မတ်တုံးကလျာဏမိတ္တာတဲ့။မတ်တိတမဇေဝိတာတဲ့ဒီလေးချက်နဲ့ပြီးဆုံးလို့ရှိရင်ဒီဘဝမှာချမ်းသာသာနဲ့နေနိုင်မယ်တဲ့ဘယ်မှအလွယ်မရဘူးเนาะမိတ်ဆွေကတော့ဒီဗီဒီယိုအပေါ်ကျွန်တော်ပြောတဲ့အကြောင်းအရာပေါ့ကိုလို့မြင်လဲကျွန်တော်ပြောတဲ့ဒိဋ္ဌဓမ္မဟိတအဲ့ဒီ၄ပါးရဲ့အကြောင်းအရာကိုအသေးစိတ်သိချင်တယ်ဆိုရင် comment မှာရေးခဲ့ပါကျွန်တော်နောက်ထပ်ဗီဒီယိုပုံမှာအသေးစိတ်ရှင်းပြပါကျေးဇူးပါ